ကိုရီရက်နေတဲ့မြေကြီးကရုတ်တရက်ကြီးလှုပ်ခါလာတဲ့အခါအဲ့ဒီနောက်ွယ်မှာဘာတွေဖြစ်နေတာလဲဟုတ်ကဲ့ဒီတစ်ခေါက်မှာတော့အဲ့ဒီလှုပ်ခါခြင်းနောက်ွယ်ကတိပံပညာငလျင်အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီမြင်ကွင်းကိုတစ်ချက်ကြည့်လိုက်ပါဒါက1964ခုနှစ်ဂျပန်နိုင်ငံနီဂါဒမြို့ကပုံရိပ်တစ်ခုပါအခါမှာစောက်ထားတဲ့အဆောက်အုံကြီးဒါပေမဲ့သူတို့ကိုထောင်းမထားတဲ့မြေကြီးကိုယ်တိုင်ကပြောင်းမြင်လန်ပြလိုက်တယ်လို့ပါပဲပြီးတော့ဒီမှာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာပါခေတ်မင်းနီးပညာတွေနဲ့စောက်ထားတဲ့အဝေးပြေးလမ်းမကြီးတွေတောင်မှအားပြင်းတဲ့လှုပ်ခါမှုတန်းကြောင့်ကစားစရာရုပ်တွေလိုပဲအပိုင်းပိုင်းပြိုကျပစ္စည်းသွားခဲ့ရတယ်။နေလင်းဆိုတာကတုံခါမှုတစ်ခုတည်းနဲ့ရမသွားပါဘူး။ဒီပုံကဂျပန်နိုင်ငံကိုဝင်းမြို့ပါ။မင်းနဲ့တိုင်ပဲနေလင်းကြောင့်ဖြစ်တဲ့မီးလောင်မှုတွေလိုနောက်ဆက်တွဲဘေးအန္တရာယ်တွေကလည်းအင်မတန်ကိုကြောက်စရာကောင်းပါတယ်။ကဲဒီလောက်ထိကြီးမားတဲ့ပစ္စည်းဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့တဘာဝတရားရဲ့စွမ်းအားကတကယ်တော့ပါလေဒီမိကွန်းကနေပဲအဖြေကိုအကျူတူရှာကြည့်ကြရအောင်ဟုတ်ပြီပထမဆုံးပိုင်းအနေနဲ့အခြေခံဆုံးမိကွန်းကိုပဲစပြီးဖြေကြည့်အောင်ငလျင်ဆိုတော့တကယ်တော့ပါလေရိုးရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ငလျင်ဆိုလာတာမြေကြီးအောက်ကကြောက်သားနေထဲမှာစုနေတဲ့စွမ်းအင်တွေရုတ်တရက်ကြီးလွတ်ထွက်လာတဲ့အခါဖြစ်ပေါ်လာတဲ့ကမ္ဘာမြေရဲ့တွန်းခါမှုပါပဲကဲဒီပုံကငရင်ဘယ်လိုဖြစ်လာလဲဆိုတဲ့အထူးအဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းပြထားတာပါတေချာလေးလိုက်ကြည့်ရအောင်နော်အစမှာတော့ကြောက်သားတွေကသူ့ပုံစံအတိုင်းပဲရှိနေတယ်ဒါကအဆင့်1ဒါပေမဲ့ကဘာကြောက်ထုချက်လွားရဲ့ဖျားကြောင့်သူတို့ကဖြစ်ဖြစ်ချင်းကွေးညွတ်လာရောပုံပြက်လာတယ်ဒါကအဆင့်2ရာဘာတန်းတစ်ချောင်းကိုဆွဲဆန့်ထားတယ်လို့ပဲပေါ့နောက်ဆုံးမှာတော့အဲ့ဒီဖျားကိုမခံနိုင်တော့တဲ့အခါမှာဖြောင်းဆိုပြီးရုတ်တရက်ကျိုးထွက်သွားပြီးတူလောင်ထားတဲ့စွမ်းရည်တွေအောင်လုံးလွတ်ထွက်လာတော့တာပဲအဲ့ဒါငရင်ပါပဲဒါကအဆင့်3အဲ့ဒီနောက်မှာတော့ကြောက်သားတွေကဖျားရောပြီးမူလာအနေထားနီးပါးကိုပြန်ရောက်သွားပါတယ်ဒါကအဆင့်4ပေါ့ဇလောငလျင်တစ်ခုအကြောင်းပြောရင်အရေးကြီးတဲ့အဓိကနေရာတစ်ခုရှိပါတယ်တစ်ခုက focus ဒါကမြေကြီးအောက်ထဲမှာကြိုးပိတ်မှုစတင်ဖြစ်ပွားပြီးစွမ်းအင်တွေထွက်လာတဲ့နေရာပေါ့နောက်တစ်ခုက epicenter ဒါကတော့အဲ့ဒီ focus ရဲ့တဲ့အပေါ်မြေမြင့်တဲ့ပြင်ပေါ်အနေရာကိုခေါ်တာပါဟုတ်ပြီမြေအောက်မှာစွမ်းအင်တွေလွတ်ထွက်လာပြီဒါဆိုအဲ့ဒီစွမ်းအင်တွေကိုကိုတွေကဘယ်လိုနီးနဲ့သိနိုင်မလဲဘယ်လိုတိုင်းတာကြမလဲအဖြေကတော့လှိုင်းတွေကနေသရှင်ပါပဲငလျင်ကနေလွတ်ထွက်လာတဲ့စွမ်းအင်တွေဟာလှိုင်းတွေအဖြစ်နဲ့ကမ္ဘာမြေကြီးကိုဖျက်ပြီးခီးသွားကြတယ်ဒီပုံမှာပြထားတဲ့ငလျင်တိုက်ကိရိယာ seismograph ကအဲ့ဒီလှိုင်းတွေကိုဖမ်းယူမှတ်တမ်းတင်တာပေါ့စိတ်ဝင်စားစရာကောင်းတာကလှိုင်းတွေကအမျိုးအစားမတူတော့အမြင်နှုံးလည်းမတူဘူး P line S line ပြီးတော့မျက်နှာပြင် line တွေဟာကိရိယာစီကိုအချိန်မတူပဲတစ်ခုပြီးတစ်ခုရောက်လာကြတယ်တေးပံပညာရှင်တွေကအဲ့ဒီရောက်လာတဲ့အချိန်ကွာဟချက်ကိုတိုင်းတာပြီးငလျင်ဘဟုတ်ကဘလောက်အထိဝေးလဲဆိုတာကိုတွက်ချက်လိုက်တာပါအဲ့ဒီတော့ဒီ line 3မျိုးကြောင်းနည်းနည်းလောက်အသေးစိတ်ကြည့်အောင်ပထမဆုံးရောက်လာတာက P line primary wave ပေါ့သူကအမြန်ဆုံးပဲရှေ့တိုးနောက်ဆုတ်ပုံစံနဲ့သွားတဲ့ P thick line မျိုးပါသူနောက်ကနေလိုက်လာတာက S line secondary wave သူကတော့ဂျာပွက်ကိုရိုက်လိုက်တယ်လို့အပေါ်ကလုခါပြီးသွားတယ်နောက်ဆုံးမှာတော့မျက်နှာပြင် line တွေ surface waves တွေရောက်လာပါတယ်သူတို့ကအနည်းဆုံးဖြစ်ပေမဲ့မြေမျက်နှာပြင်ပေါ်မှာပဲရွေ့လာတဲ့အတွက်အဖြတ်စွမ်းအားကတော့အကြီးဆုံးပါပဲဒီတော့အဲ့ဒီ seismograph ဆိုတာကဘယ်လိုလုပ်တာလဲဒီမှာသူ့ရဲ့အခြေခံသဘောတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်မြေကြီးလှုပ်တဲ့အခါမှာဆက်ရက်ကိုထဲတစ်ခုလုံးကလိုက်ပြီးလှုပ်တယ်ဒါပေမဲ့ဒီမှာမြင်ရတဲ့အလေးတုံးနဲ့ပေါ်ပင်ကတော့သူတို့ရဲ့ Jetta inertia ကြောင့်မလွတ်ပဲညင်လေဖို့ကြိုးစားတယ်အဲ့ဒီအခါလဲပဲနေတဲ့စက်ကိုလေးပေါ်မှာတန်ခါမှုရဲ့ပုံစံကိုအလိုလိုမှတ်တမ်းတင်ပြီးတော့ဖူသွားရတာပါပဲကဲအဲ့လိုတိုင်းတာလို့ရလာတဲ့အချက်အလက်တွေကိုကိုရီဘလို့အတိတ်ပဲဖွင့်ကြမလဲငလျင်တစ်ခုကိုဘလို့တိုင်းတာကြတယ်လဲစက်ကြည့်ကြရအောင်ပါဟုတ်ပြီဒီမှာလူတော်တော်များများရောထွေးတတ်တဲ့အတုံးတုံးတွေခုရှိတဲ့ magnitude နဲ့ intensity ပါ magnitude ဆိုတာကငလျင်ရဲ့မူလဘူတာသူ့ရဲ့ဗဟိုချက်ကနေထုတ်လွှတ်လိုက်တဲ့စွတ်စွပေါင်းစွမ်းအင်ကိုပြတဲ့ဂိမ်းကနန်တစ်ခုတည်းပါပဲintensity ကတော့အဲ့လိုမဟုတ်ဘူးသူကနေရာတစ်ခုမှာလူတွေဘယ်လောက်ထိပြင်းပြင်းထန်ထန်ခံစားလိုက်ရလဲအဆောင်အုံတွေဘယ်လောက်ထိပျက်စီးသွားလဲဆိုတဲ့အဆင့်ကိုဖော်ပြတာပါဆိုတော့သူကနေရာအလိုက်ပြောင်းလဲပါတယ်ဒီပုံကိုကြည့်လိုက်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ် magnitude ကဂိမ်းကနန်တစ်ခုတည်းပဲရှိတဲ့ငလျင်တစ်ခုကသူ့ရဲ့ epicenter ငလျင်ဗဟိုနဲ့နီးတဲ့နေရာတွေမှာဆိုရင် intensity အဆင့်ကအမြင့်ဆုံးဖြစ်ပြီးပျက်စီးမှုကအများဆုံးဖြစ်မယ်အဲ့ဒီခါနဲ့ဝေးသွားလေးလေးလွတ်ခမှုကအားပြော့သွားလေးလေးintensity အဆင့်ကနှိမ့်သွားပြီးပျက်စီးမှုလည်းနည်းသွားလေးလေးပါပဲကဲအဲ့ဒီ magnitude ဆိုတဲ့ scale ကဘလောက်တောင်ကြောက်စရာကွမ်းလဲဆိုတာဒီဇာတ်ကိုကြည့်လိုက်တာနဲ့သိတာသွားပါလိမ့်မယ်ဒါက logarithmic scale ဆိုတော့ magnitude အဆင့်တက်သွားတိုင်းထပ်လာတဲ့စွမ်းအင်က10ဆမှာကအစားပေါင်း30ကျော်လောက်တက်သွားတာပါ
ဥမာအနေနဲ့ပြောရရင် magnitude 6 ငလျင်တစ်ခုက Hiroshima အာနုမြူဘုံတစ်လုံးရဲ့စွမ်းရည်နဲ့ညီမျှတယ်။ magnitude 8ဆိုရင်တော့အေယာမတ်မီးတောင်ကြီးတစ်လုံးပောက်ကွဲတာနဲ့တော့ညီမျှတဲ့စွမ်းရည်မျိုးပါ ဒါကတော့ intensity ကိုလက်တွေ့အသုံးချထားတဲ့မြေပုံတစ်ခုရဲ့ဥပမာပါ isosystem map လို့ခေါ်ပါတယ်။သူကပျက်စီးမှုအဆင့်တူတဲ့နေရာတွေကိုမြင်းကွေးတွေနဲ့ဆက်ပြီးပြထားတာဒီမြေပုံကိုကြည့်လိုက်ရင်ငလင်ဘဟုမှာပျက်စီးမှုအများဆုံးဖြစ်ပြီးအပြင်ဘက်ကိုဝိုင်းထွက်သွားလေးလေးပျက်စီးမှုနည်းသွားလေးလေးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် ဟုတ်ပြီအဖို့ဆိုင်ငလင်တစ်ခုဘလို့ချိတယ်ဘလို့တိုင်းတယ်ဆိုတာတွေကိုသိသွားပြီဆိုတော့ကဲပုံကုန်နဲ့ချဲ့ကြည့်ကြအောင်ကဘာလုံးဆိုင်ရာချီနေကိုကြည့်ကြမယ် ဒီတော့ငလျင်တွေကကမ္ဘာပေါ်မှာနေရအနှံ့ဖြစ်နေတယ်လို့ထင်ရတယ်။ဒါပေမဲ့တကယ်ပဲဂျပန်ဖြစ်နေတာလား။ဒါမှမဟုတ်တသက်မတ်မတ်ပုံစံတစ်ခုခုများရှိနေမလား အဖြေကိုဒီမြေပုံကပေးပါလိမ့်မယ်။ဒါကနေပေါင်းမြောက်စွာအတွင်းလှုပ်ခတ်ထတဲ့ငလျင်ဘဟုပေါင်းထောင်တောင်းကြီးကိုအဆက်ချပြီးပြထားလာပါ။တစ်ချက်ကြည့်လိုက်တာနဲ့သိတာပါရဲ့။လုံးဝဂျပန်ချစ်မနေဘူး။ရှင်းလင်းတဲ့လမ်းကြောင်းဒီအဆုအဝေးကြီးအတိုင်းပဲဖြစ်နေတော့ကိုတွေ့ရပါလိမ့်မယ် ။ကဲအဲ့ဒီလမ်းကြောင်းတွေကဘာဒီလဲ။ဒီမှာဖြေပေါ်လာပါပြီ။အန်တော်စရာကောင်းလောက်အောင်မယ်။အစောကမြေပုံပေါ်ကငလျင်လှုပ်တဲ့နေရာတွေကကမ္ဘာကျောက်ထုချက်လွှာကြီးတွေ tectonic plates တွေရဲ့နေနိမိတ်တွေနဲ့တိထက်တေးကျနေတာကိုတွေ့ရပါမယ်။ဟုတ်ပါပဲ။ဒီအရာမှချက်လွှာကြီးတွေတိုင်မီပုတ်တိုင်မီဒါမှမဟုတ်တစ်ခုနဲ့တစ်ခုဝေးရကိုကွဲထွက်သွားတဲ့နေရာတွေမှာပဲငလျင်များစုဖြစ်ပေါ်နေလာပါ။ဒါကြောင့်အဓိကအမှတ်ထားရမယ့်အချက်ကတော့ကမ္ဘာပေါ်ကငလျင်တွေရဲ့90%ကျော်ဟာဒီအရာမှကြောက်ထုချက်လွှာကြီးတွေရဲ့အစွန်းတွေမှာပဲဖြစ်ပွားနေတယ်ဆိုတာပါပဲ။အစပိုင်းမှာပြောခဲ့တဲ့ကြောက်သားလေးတစ်ခုရဲ့ကျိုးပဲတန်ကနေအခုကမ္ဘာလုံးချီတဲ့ဒီဖြစ်စဉ်ကြီးအထိအားလုံးကဆက်ဆက်နေပါတယ်။ဒီအသိပညာတွေကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ဖို့အများကြီးပါတယ်။ဒီမြေပုံကတော့ Global Seismic Hazard Map လို့ခေါ်ပါတယ်။သိပ္ပံပညာရှင်တွေကအတိတ်ကငလျင်လုခတ်မှုတွေကိုအခြေခံပြီးဘယ်နေရာတွေမှာငလျင်အန်ဂျီမြင်မနိုင်လဲဘယ်နေရာတွေမှာနှိမ့်ချနိုင်လဲဆိုတာကိုခန့်မှန်းပြသထားတာပါ။ဆိုတော့နောက်ဆုံးမှာတော့ကိုရီနီထိုင်တဲ့ဒီကဘာမြေကြီးဟာဘယ်တော့မှအပြည့်အဝငြိမ်သက်မနေဘူးဆိုတာကိုသဘောပေါက်ရပါမယ်။သူကအများကြီးရွေ့လာနေတယ်။ဒါကြောင့်စဉ်းစားစရာမိကွန်ကတော့နောက်တစ်ချိန်ဘယ်နေရာမှာလှုပ်ရှားလာမလဲဆိုတာပါပဲ။